ကြည့်ရှုသူမိတ်ဆွေအားလုံးမင်္ဂလာပါဒီတစ်ခါဖိုင်3မှာတော့စိုက်2မျိုးနဲ့အကွက်ကတစ်ခွက်ထဲလာပြီးတူညီနေတာကိုတူညီနေတဲ့အမူလေးကိုကျွန်တော်တွေ့ပြမှာဖြစ်ပါတယ်အဲ့ဒီမူနှစ်မူကတော့ပထမစိုက်တစ်စိုက်ကတော့တပင်ကြာစိုက်နဲ့ဒုတိယစိုက်ကနှစ်ပင်ကြာစိုက်ဒီစိုက်နှစ်စိုက်ဟာတစ်ခွက်ထဲလာပြီးတော့တူညီနေတာကိုကျွန်တော်တွေ့ရှိရပါတယ်အဲ့ဒီမူလေးကိုကျွန်တော်ယခုချပြမှာဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့ထိပ်စီးမူလေးကိုဒီကွန်ညာစိုက်မှာထိပ်စီးမူလေးကိုအရင်ပြသမှာဖြစ်ပါတယ်ထိပ်စီးမူလေးကတော့ကျွန်တော်တို့ဒီမှာဒီတုံးလုံးပေါင်းခြင်းလေးဟာဒီတုံးလုံးပေါင်းခြင်းဟာ3ညဖြစ်ပါတယ်3ညဖြစ်လို့ကျွန်တော်တို့ဒီမှာသူကဒီတုံးလုံးပေါင်းခြင်း3ညဖြစ်လို့ကျွန်တော်တို့ဒီအောက်ကွင်မှာ3ညတစ်လုံးဆင်းပြီးပါတယ်အဲ့လို3ညတစ်လုံးဆင်းပြီးတဲ့အခါမှာကျွန်တော်တို့သူကဒီလိုဒီတုံးလုံးပေါင်းခြင်းကလည်းကျွန်တော်တို့3ညလေးဒါဖြစ်နေပါတယ်ဒီတုံးလုံးပေါင်းခြင်း3ညဖြစ်လို့3ညဆင်းတယ်ဒါကြောင့်မို့လို့ဒီတုံးလုံးပေါင်းခြင်းကျွန်တော်တို့3ညဒါဖြစ်တယ်ဒါကြောင့်မို့လို့ဒီပွဲစဉ်ဒီ9တိတ်လေးပွဲစဉ်မှာ9ထိပ်လေးဒါဖြစ်နေပါတယ်အောက်တပင်ညာပွဲစဉ်မှာဆိုဒုတိယတပင်ညာပွဲစဉ်မှာဆိုလို့ရှိနေတယ်ကျွန်တော်တို့ဒီမှာတပင်ချလိုက်တဲ့အခါမှာ9တိတ်3ညတင်9ဒီ3လုံးပေါင်းခြင်းက6ဖြစ်နေပါတယ်6ဖြစ်လို့ကျွန်တော်တို့အောက်မှာ6တလုံးဒါဆင်းပြီးနေပါတယ်6တလုံးအဲ့လိုဆင်းပြီးတဲ့အခါမှာသူကဒီထိပ်စီးလေးကိုကျွန်တော်တို့ဒါဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်းကလည်း6ပြန်ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း6ဖြစ်လို့6ဆင်းနေဒီ3လုံးပေါင်းခြင်း6ပြန်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့3ညထိပ်စီးလေးပါခုလာမဲ့အပင်မှာကြတော့ကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းအပေါ်မူလိုပဲတပင်ချပြီးတော့ဒီ3လုံးပေါင်းခြင်း8ဖြစ်ပါတယ်1ခွန်3ညပေါင်းခြင်း8ဖြစ်လို့ကျွန်တော်တို့ဒီအောက်ပင်မှာဒီမှာ8ဆိုပြီးတော့8တလုံးလာဆင်းပြီးပါတယ်အဲ့လို8တလုံးဆင်းပြီးတဲ့အခါမှာကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းဟာလည်းပဲကျွန်တော်တို့8ဖြစ်ရပါမယ်ဒီမှာခွန်4ဖြစ်4ရှိနေတဲ့အတွက်ကျွန်တော်တို့ဒီဘက်မှာ4ထိပ်လာဆင်းပြရပါမယ်ကျွန်တော်တို့ site နဲ့ site ကပြတာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီထိပ်စီးမူလေးရရှိတဲ့အခါမှာကျွန်တော်တို့ဒီဘက်နောက်ပိတ်မူအနေနဲ့ကျွန်တော်သွားပါမယ်နောက်ပိတ်မူမှာလည်းကျွန်တော်တို့ဒီမှာတပင်ရဆိုင်ဒီမှာဆိုရင်9တိတ်လေးမူယူပါမယ်ဒီမှာ3ညခွန်ချတဲ့ site ကိုယူပါမယ်ဒီမှာကျွန်တော်တို့ယခုပတ်ထွက်မဲ့မူကိုကျွန်တော်တို့နောက်ပိတ်မူကိုကျွန်တော်တို့ယူမှာဖြစ်ပါတယ်။ဒါမှမဟုတ်ပထမဒီ9တိတ်လေးထွက်တဲ့စင်မှာကျွန်တော်တို့ဟောဒီ3လုံးပေါင်းခြင်းလေး1နော်8ရယ်ဒီကနောက်ပိတ်3ရယ်ပေါင်းတဲ့ခါမှာ1ဖြစ်လို့ကျွန်တော်တို့ဒီမှာဟောဒီက6လေးတွေနဲ့ဟောဒီက8ထိပ်လေးနဲ့တစ်ခါပြန်ပေါင်းတဲ့ခါမှာလည်းကျွန်တော်တို့ဒီနှလုံးပေါင်းခြင်း1လို့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာ8ရယ်9ရယ်ဒီ3လုံးပေါင်းခြင်းကလည်း1လို့ဒါဖြစ်နေပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့4ဘိတ်လေးလာဖြစ်နေပါတယ်။ဒါမှမဟုတ်ခုပဲဒီမှာဒါ9ထိပ်4ဘိတ်နဲ့ကျွန်တော်တို့တွေ့ထားပါတယ်။နောက်တပင်အနေနဲ့ကကျွန်တော်တို့ဒီမှာ9 9ပေါင်းခြင်းဒီမှာတပင်ကြပါဒါ8 3ပေါင်းခြင်း1ဖြစ်လို့ဒီ3လုံးပေါင်းခြင်း1ဖြစ်တယ်ဒီမှာ9 9 4ဖြစ်လို့9 9က4မှုလို့ကျွန်တော်တို့ဒီမှာဒီ9ထိပ်လေးနဲ့ကျွန်တော်တို့ဒီကအတွဲလေးနဲ့နှစ်ခွန်တွဲလေးနဲ့ပြန်ပေါင်းတဲ့ခါမှာလည်းပဲကျွန်တော်တို့4လို့လာရပါတယ်ဒါမှမဟုတ်လို့ဒီ9 9ပေါင်းခြင်း4ဖြစ်လို့ဒီမှာ9ရယ်2ရယ်ခွန်ရယ်ပေါင်းခြင်းကျွန်တော်တို့4လို့ဒါဖြစ်နေပါတယ်နောက်ယခုပွဲစဉ်မှာလည်းပဲကျွန်တော်တို့ဒီမှာသူက3ည2လို့ပြီးထားပါပြီ3ည2လို့ပြီးတဲ့အခါမှာကျွန်တော်တို့2ဖြစ်ဖို့ရအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခွန်ရှိတဲ့အတွက်ကျွန်တော်တို့9ဘိတ်လေးနဲ့ယူပါမယ်ဟုတ်ကဲ့ကျွန်တော်တို့ဒါ9ဘိတ် site မူလေးတွေရှိပါတယ်9ဘိတ် site မူလေးတွေကဒါကျွန်တော်ဒီကနှစ်ဖိုင်သာကိုနှစ် site တွဲကိုကျွန်တော်တစ်ဖိုင်သာတွဲပြမှာဖြစ်တဲ့အတွက်အကြားသွားမှာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါထိပ်စီးနောက်ပိတ်လိုရင်းလေးတွေပဲကျွန်တော်ချပြလာတာဖြစ်ပါတယ်။နောက်ဒါကထိပ်စီးနောက်ပိတ်ရတဲ့အခါမှာကျွန်တော်တို့ခါးတိုင်ကိုရှာပြရမှာဖြစ်ပါတယ်။ခါးတိုင်ရှာရတယ်ကျွန်တော်ပထမဖိုင်ဒီမှာကျွန်တော်တို့ရှာခဲ့တယ်လို့ပဲပထမဖိုင်ဒီမှာရှာခဲ့တယ်လို့ကျွန်တော်တို့ဒီမှာဒီမူလေးမှာဆိုလို့ရှိရင်ဒီ9တိတ်လေးထွက်တဲ့စင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ8ရယ်866ဒီပရိတ်ပေါင်းခြင်းလေးဟာ3ညဖြစ်လို့တဲ့ကျွန်တော်တို့ဟောဒီ3လုံးပေါင်းခြင်းလေးကခါးတိုင်ဒီ3လုံးပေါင်းခြင်းက3ညလာဖြစ်တယ်တဲ့နော်ဒီ3ညကြောင့်မို့လို့ကျွန်တော်တို့
ဒီသုံးလုံးပေါင်းခြင်း3ညလာဖြစ်တဲ့ခါမှာကျွန်တော်တို့တစ်ခါတိုင်းလေးကိုရတယ်နောက်ဒုတိယပွဲစဉ်မှာလည်းပဲကျွန်တော်တို့ဒီမှာဒါ666ပြီးတော့ကျွန်တော်တပင်ကြားမှာ9တက်လေးလို့လာထွက်တယ်ဟောဒီသုံးလုံးပေါင်းတဲ့ခါမှာ3ညလာဖြစ်နေပါတယ်ဒီသုံးလုံးပေါင်းခြင်း3ညဖြစ်လို့တဲ့ကျွန်တော်တို့ဒီမှာ1နှစ်တွဲလေးရှိတယ်1နှစ်ရဲ့ဒီကခါတိုင်းခွန်လေးရဲ့ပေါင်းတဲ့ခါမှာလည်းပဲ3ညလို့လာဖြစ်ပါတယ်ဒီသုံးလုံးပေါင်းခြင်း3ညဖြစ်လို့ကျွန်တော်တို့ဒီနှစ်ရဲ့1ရဲ့ခွန်ဒီသုံးလုံးပေါင်းခြင်း3ညလာဖြစ်ပါတယ်ဒါမှမဟုတ်လို့ခါတိုင်းခွန်လာဖြစ်ပါတယ်ဒါမှမဟုတ်3ညခွန်ဆိုပြီးတော့ထွက်ပါတယ်နောက်ခုလာမဲ့ပင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ထိပ်စီးကကျွန်တော်တို့4လူကြပါတယ်4လူရှားထားတာရှိပါတယ်4ရှားထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပိတ်က9နော်ကျွန်တော်တို့ခုရှာမယ်ဆိုရင်ခါတိုင်းနေနဲ့ကျွန်တော်တို့ရှာပါမယ်အပေါ်ကွင်းလေးလိုပဲကျွန်တော်တို့ဟောဒီတပင်ကြားဟောဒီ3လုံးပေါင်းခြင်း3ညခွန်ပေါင်းခြင်း4ဖြစ်လို့တဲ့နော်ကျွန်တော်တို့ဟောဒီ8ခွန်ပေါ်8ခွန်ပဲလေးနဲ့ကျွန်တော်တို့ဟောဒီကခါတိုင်းဒီနဲ့ပေါင်းဖို့ရပေါင်းလိုက်တဲ့ခါမှာ4ဖြစ်ဖို့အတွက်6ခါတိုင်းယူရပါမယ်6ခါတိုင်းလေးဖြစ်ပါတယ်တောင်းမို့လို့ဒီ3လုံးပေါင်းခြင်း4ဖြစ်လို့ကျွန်တော်တို့ဒီ3လုံးပေါင်းခြင်း4ဖြစ်ရပါတယ်ဒါကြောင့်မို့လို့6ခါတိုင်းဖြစ်ပါတယ်ဒါမှမဟုတ်495ဆိုပြီးတော့တကွက်တည်းဒါထွက်နေပါတယ်အဲ့495ကကျွန်တော်တို့ဖိုင်တူးမှာကြည့်တဲ့လူတွေကတော့ဖိုင်တူးကိုကြည့်ပြီးသားဖြစ်တဲ့လူတွေကတော့ဒီထွက်တဲ့စင်လေးကိုဒါသဘောပေါက်နေပြီးသားဖြစ်မှာပါကျွန်တော်ဖိုင်တူးမှာတော့ကျွန်တော် main အနေနဲ့ကျွန်တော်ဒီမှာ836ဆိုပြီးတော့ကျွန်တော်ဒါကွက်ပြထားတာဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်10ခွက် site အနေနဲ့ဒီမှာ495ဆိုပြီးတော့ကျွန်တော်တို့ကွက်ထားတာရှိပါတယ်အဲ့ဒီမူမှာဆိုလို့ရှိရင်ကျွန်တော် GT 10ခွက် site ထဲမှာဒီနှစ်ကွက်ကတော့အားနေကနန်းနဲ့ပါပါတယ်395ခုနဲ့934ဆိုပြီးသူကတော့အားနေကနန်းပေါ့နည်းနည်းပါရန်ရုံတော့ပဲကောင်းပါတယ်ဒါမှမဟုတ်ဒီမှာကျွန်တော်တို့495ဆိုပြီးတော့ကျွန်တော်တို့ခွက်ပါတယ်နောက်ကကျွန်တော်တို့ဒီမူမှာတပင်ကြားမူမှာကျွန်တော်တို့ဒီကနန်းထွက်တယ်လို့ကျွန်တော်တို့ဒီဒုတိယနှစ်ပင်ကြား site လေးမှာလည်းပဲကျွန်တော်တို့ဘယ်လိုလာထွက်လဲဆိုတော့ကျွန်တော်ဘယ်လိုမူလေးနဲ့ထွက်တယ်ဆိုတော့ကျွန်တော်တို့ကြည့်ကြအောင်ဒီပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါဒီမူလေးမှာဆိုရင်ကျွန်တော်တို့ပထမဆုံးနောက်ပိတ်လေးကိုကျွန်တော်တို့အရင်ရှာမယ်ပြနောက်ပိတ် site ကလည်းကျွန်တော်တို့ဒီမှာနှစ်ပင်ကြား site ကိုယူရဲ့ခါမှာ666နော်666ကိုဒီနှစ်ပင်ချလိုက်ရင်6ပင်နဲ့6ပင်နဲ့ကိုနှစ်ပင်ချရင်နော်ဒီကျွန်တော်တို့ခုခွနဲ့ဒီပင်လေးပါအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီမူရဆိုရင်ကျွန်တော်တို့ကနောက်ပိတ်ကိုလုံးမိုင်နေနဲ့တွေ့တာဖြစ်တဲ့အတွက်နောက်ပိတ်ကိုကျွန်တော်တို့အရင်ရှာမယ်ဟောဒီ3လုံးပေါင်းပါမယ်နော်ဒီကခုနှစ်တွဲလေးနဲ့အောက်ကနှစ်ခါလေးနဲ့ပေါင်းတဲ့ခါမှာကျွန်တော်တို့ဒါတစ်လို့ရပါတယ်ခုနှစ်နဲ့ပေါင်းခြင်းဖြစ်နေပါတယ်တစ်ရတဲ့အတွက်ကျွန်တော်တို့နောက်ပိတ်ရှာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟောဒီ3လုံးနဲ့ကျွန်တော်တို့ပေါင်းပါမယ်ဒီ3လုံးပေါင်းခြင်းတစ်ဖြစ်လို့ကျွန်တော်တို့ဟောဒီ3လုံးပေါင်းခြင်းလာတယ်တစ်လို့လာဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်းတစ်ဖြစ်လို့ကျွန်တော်ဒီ3လုံးပေါင်းခြင်းတစ်ဖြစ်ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီမှာ6ပိတ်လေးလာဖြစ်နေပါတယ်နောက်တစ်ချက်ကဒုတိယပွဲစဉ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ပေါ်ပွဲစဉ်တွေပဲဟောဒီက66ပွဲလေးနဲ့အောက်က3ခါလေးနဲ့ပေါင်းတဲ့ခါမှာကျွန်တော်တို့နှစ်လို့ရပါတယ်အဲ့ဒီနှစ်ကကျွန်တော်တို့ဟောဒီ3လုံးပေါင်းခြင်းနှစ်နဲ့လာပြီးတော့နေပါတယ်ဒါကြောင့်မို့လို့ဒီ3လုံးပေါင်းခြင်းနှစ်ဖြစ်လို့ဒီ3လုံးပေါင်းခြင်းနှစ်ဖြစ်ရပါတယ်ဒါကြောင့်မို့လို့ဒီတွင်မှာနှစ်ပိတ်လို့လာရပါတယ်ခုဖွင့်မဲ့ပြင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါက1နှစ်တွဲလေးနဲ့နောက်ခေါ်ရခါရင်ခုံလေးနဲ့ပေါင်းတဲ့ခါမှာကျွန်တော်တို့3ညလို့လာဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်လို့ကျွန်တော်တို့အပေါ်ပင်လေးလို့ကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းကျွန်တော်တို့3ညဖြစ်ရပါမယ်ဒီ3ညဖြစ်ဖို့ရာအတွက်ဆိုရင်ခွန်ရှိက9ရှိနေတဲ့အတွက်ကျွန်တော်တို့9နောက်ပိတ်လေးထဲမှာကျွန်တော်တို့3ညဖြစ်ပါမယ်ဒါကြောင့်မလို့ဒီတွင်မှာနောက်ပိတ်က9ဖြစ်နေပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီအပိတ်မူလေးရတဲ့ခါမှာကျွန်တော်တို့ထိပ်စီးမူလေးကိုကျွန်တော်တို့ပြန်သွားကြည့်မယ်ထိပ်စီးမူကဘယ်လိုရလဲဆိုတော့ကျွန်တော်ဒီနောက်ပိတ်မူကြောင့်မို့လို့ထိပ်စီးနောက်ပိတ်မူရရင်ကျွန်တော်ထိပ်စီးမူရတယ်နော်အဲ့ဒါကဘယ်လိုလာလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီရောင်လေးနဲ့ပေါ်ပါမယ်
ဒီ9ရယ်2ရယ်3ရယ်ဒီ3လုံးပေါင်းခြင်းက3ညဖြစ်လို့ကျွန်တော်တို့ဟောဒီခါတိုင်းလေးနဲ့ဟောဒီ3လုံးပေါင်းခြင်းကလည်းကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းကကျွန်တော်တို့3ညလို့ဒါဖြစ်ရပါတယ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်လို့ကျွန်တော်ဒီ3လုံးပေါင်းခြင်းက3ညဖြစ်ပါတယ်စောစောပိုင်းက6ပိတ်လေးရတဲ့အတွက်ကျွန်တော်တို့ဒီ3ညဖြစ်ဖို့ရအတွက်ဆိုရင်ကျွန်တော်တို့8ထိပ်ထည့်ရပြရပါတယ်ဟုတ်ဒုတိယအကွယ်မှာဆိုလို့ရှိရင်လည်းဟောဒီ3လုံးကိုကျွန်တော်တို့ပေါင်းလိုက်ပါမယ်6လို့ရပါတယ်ဒီ3လုံးပေါင်းခြင်း6ဖြစ်လို့ဟောဒီ3လုံးပေါင်းခြင်း9ဒါဖြစ်ပါတယ်နှစ်နောက်ပိတ်ရတဲ့အတွက်ကျွန်တော်တို့ဒါက6ထိပ်ထည့်ရပါတယ်နောက်ဒီပင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အပေါ်ပင်နေလို့ပဲကျွန်တော်တို့သွားမယ်ဆိုရင်ဒီ3လုံးပေါင်းခြင်းကခွန်လာဖြစ်နေပါတယ်ခွန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာနောက်ပိတ်9ရတဲ့အတွက်ရထားတာဖြစ်တဲ့အတွက်3ရှိနေဖြစ်တဲ့အတွက်ခွန်ဖြစ်လို့ရတဲ့ကျွန်တော်တို့4ထိပ်ကိုထည့်ရပါမယ်တောင်းမလို့ဒီ9အတွက်ဒီဒါဖြစ်နေပါတယ်နောက်ကအဲ့ဒီအပိတ်မူဟာထိတ်မူနဲ့ညာဆက်ဆက်နေတယ်လို့ကျွန်တော်တို့ထိတ်မူတွေကကျွန်တော်တို့ခါမူတွေနဲ့ရမ်းပြီးတော့ဆက်ဆက်နေပါတယ်အဲ့ဒီဆက်ဆက်မှုကိုကျွန်တော်တို့ကြည့်ကြမယ်အဲ့ဆက်ဆက်မှုကဘယ်လိုလာလဲဆိုတော့ကျွန်တော်တို့ဒီထိတ်မူလေးဖြစ်တဲ့ site ကဒီမှာထိတ်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟောဒီက86เนาะဟောဒီက9ရယ်6ရယ်8ရယ်ဒီ3လုံးပေါင်းခြင်းက3ဖြစ်နေပါတယ်တဲ့เนาะ3ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီက2ရယ်ဒီက9ရယ်เนาะဒီက6ရယ်ဒီ3လုံးပေါင်းခြင်းက3ဖြစ်နေရတယ်ဒီ3လုံးပေါင်းခြင်း3ဖြစ်လို့ကျွန်တော်ဒီ3လုံးပေါင်းခြင်း3လာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့6ခါဝင်နေရပါတယ်ခုအဲအကြောင်းမို့လို့ကျွန်တော်တို့ဒီမှာထိပ်စီးခါးတွေနောက်ပိတ်နဲ့ဒါ666ဆိုပြီးတော့ဒါရရှိပါတယ်ဒီပင်မှာလည်းပဲကျွန်တော်တို့ဒီလိုပဲကျွန်တော်တို့ကဒီမှာ2ပိတ်6ထိပ်ရတဲ့အတွက်ကြောင့်မို့လို့ဒီ6ပိတ်နဲ့ဒီ3လုံး916ဒီ3လုံးပေါင်းခြင်းထောင်ပေါင်း3လုံးပေါင်းခြင်းက6ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဟောဒီ3လုံးပေါင်းခြင်းရလည်း6ဖြစ်နေရပါတယ်3ရရယ်5ရယ်1ဒီ3လုံးပေါင်းခြင်း6ဖြစ်ရပါတယ်ဒီ3လုံးပေါင်းခြင်း6ဖြစ်လို့3ညရယ်9ရယ်1ဒီ3လုံးပေါင်းခြင်း6လာဖြစ်ရပါတယ်ဒါကြောင့်မို့လို့တိတ်စီခါးလေနောက်ပိတ်နဲ့6တင်းနေဆိုပြီးတော့ခွဲရပါတယ်အခုလာမဲ့ပင်မှာလည်းပဲကျွန်တော်တို့အဲ့လိုပဲเนาะဒီမှာထိတ်စီ4ရရှိနေပါတယ်ထိတ်စီ4နဲ့အပေါ်ကပင်နေလို့ပဲကျွန်တော်4ရယ်8ရယ်ဟောဒီကခွန်ရယ်ဒီ3လုံးတန်းလေးကိုပေါင်းလိုက်တဲ့ခါမှာ9ဖြစ်နေပါတယ်5 4ဆိုတော့9လို့ဒါဖြစ်နေပါတယ်ဒါမှမဟုတ်လို့ကျွန်တော်တို့ဒီမူရတဲ့9ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီမှာလည်းပဲကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းက3ညရှိပါတယ်3ညဖြစ်နေပါတယ်ဒါမှမဟုတ်လို့9ဖြစ်ဖို့ရတယ်ဒီခါတိုင်းလေးက9နဲ့ပေါင်းမှကျွန်တော်တို့3လုံးပေါင်းခြင်းညီမျှမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်လို့ဒီ3လုံးပေါင်းခြင်း9ဖြစ်ရတဲ့အတွက်ကျွန်တော်တို့9ခါတိုင်းဒါဖြစ်နေပါတယ်ကောင်းမလို့495ဆိုပြီးတော့ကျွန်တော်တို့လာပြီးတော့ညနေပါတယ်အဲ့ဒီ495ရဲ့ဖြစ်စဉ်ကကျွန်တော်တို့အဲ့ဒီနှစ်ပင်ကြား site မှာလည်းပဲကျွန်တော်တို့ဒီမှာ495ဆိုပြီးတော့ကျွန်တော်တို့ရေးထားလိုက်ပါမယ်အဲ့ဒီ495ရဲ့အသွားလာကြီးတွေကလည်းကျွန်တော်တို့ချိတ်စီးရှေ့ပေါင်းခြင်းနောက်ပေါင်းခြင်းနေနဲ့လေလာပြီးတော့ကန့်ညီရှိနေပါတယ်ရှေ့ပေါင်းခြင်းအနေနဲ့ကျွန်တော်ဒီမှာဟောဒီ3လုံးပေါင်းတဲ့ခါမှာ9ရယ်6ရယ်9ရယ်ဒီမှာဒီ3လုံးပေါင်းတဲ့ခါမှာကျွန်တော်တို့5 4ဖြစ်နေတဲ့အတွက်ကြောင့်5 9ပေါင်းခြင်း4ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီမှာနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းက4လာဖြစ်နေပါတယ်ဒီ9ရယ်6ရယ်ဒီ9ရယ်ပေါင်းခြင်းက4ဖြစ်လို့ကျွန်တော်တို့ဒီမှာနှလုံးပေါင်းကျွန်တော်တို့4လို့လာဖြစ်နေပါတယ်နောက်ဒုတိယအပင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီလိုပဲ8ရယ်3ရယ်ဒီ3လုံးပေါင်းတဲ့ခါမှာ9ရယ်ဒီ3လုံးပေါင်းတဲ့ခါမှာခွန်ဖြစ်လို့တဲ့နော်ကျွန်တော်တို့ဟောဒီပြင်ပါလည်းပဲဒီနှလုံးပေါင်းခြင်းကခွန်လို့လာဖြစ်နေပါတယ်8339ဒီ3လုံးပေါင်းခြင်းခွန်ဖြစ်လို့ဒီမှာ6ပြည့်တွေနှလုံးပေါင်းခွန်နဲ့လာပြီးတော့ညီနေပါတယ်နောက်ဒီခုလာမဲ့ပြင်ပါလည်းပဲ639ခွန်6ရယ်3ရယ်ခွန်ရယ်ဒီ3လုံးပေါင်းခြင်း3ဖြစ်လို့တဲ့နော်ကျွန်တော်တို့ဒီမှာအောက်မှာဒီခွက်မဲ့ပြင်မှာနှလုံးပေါင်းခြင်း3လာဖြစ်နေရပါတယ်ဒါမှမဟုတ်ရှေ့ပေါင်းခြင်းလေးက3နဲ့လာပြီးတော့ညီနေပါတယ်နှလုံးပေါင်းခြင်း3နဲ့ညီမျှမှုဖြစ်နေပါတယ်နောက်တစ်ခါနောက်တွဲလေးအနေနဲ့ကျွန်တော်တို့
ပြန်ရှာပြတဲ့အခါမှာနောက်တွဲလေးရတယ်ပဲဒီမှာ9ရဲ့ဟော်ဒီက3လေးရဲ့နောက်ယူနှလုံးပေါင်းခြင်းက2ဖြစ်လို့ကျွန်တော်တို့ဟော်ဒီမှာနောက်ပေါင်း2ထူပြီးတော့လာဖြစ်ပါတယ်နောက်ပေါင်း2ပါဒီနှလုံးပေါင်း2ဖြစ်လို့ကျွန်တော်ဒီမှာနောက်ပေါင်းနှလုံးကလည်း2ဖြစ်ပါတယ်နောက်ကဒီအဲ့မှာကျွန်တော်ဒီမှာခြာလိုက်တဲ့အခါမှာဟော်ဒီ4 9ပေါင်းခြင်းလေးက3ဖြစ်နေလို့တဲ့ကျွန်တော်တို့ဒီမှာနောက်ပေါင်းခြင်းလေးကလည်း3လို့လာရပါတယ်ဒီမှာဒါမူနမူကတော့တူးနေပြီဒီမှာလည်းပဲကျွန်တော်တို့ပေါ်ပင်အပေါ်ကအပင်တွေလို့ကျွန်တော်တို့ခုထွက်မဲ့ပင်မှာလည်းအဲ့လိုကြီးကြည့်တဲ့အခါမှာဒီကခွန်ပေါင်းခြင်း၄ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီမှာလည်းပဲနောက်ပေါင်းခြင်းကကျွန်တော်တို့၄နဲ့လာညီနေပါတယ်ဒါမှမဟုတ်အခုတွက်ပြတဲ့ဒီကူမှာမူလေးကစိုက်နဲ့စိုက်မှာလာပြီးတော့တစ်ခွက်သေးလာပြီးတော့ဖြစ်နေပါတယ်တစ်ခွက်သေးလာဖြစ်နေပြင်ပြီလားဆိုတော့မဟုတ်သေးဘူးကျွန်တော်တို့ရှေ့ပေါင်းခြင်းနောက်ပေါင်းခြင်းเนาะအဲ့လိုမျိုးလေးတွေညီးပြီးတော့ကျွန်တော်တို့ဒီဟာနောက်ပဲရရင်ထိပ်စီးနဲ့ဆက်ဆက်တယ်ထိပ်စီးရလို့ရှင်လည်းပဲဟောဒီကခါအလေတိုင်းလေးတွေနဲ့ဆက်ဆက်မှုရှိတဲ့အတွက်ကြောင့်မို့လို့ဒီကူငါဆိုတဲ့ကဏ္ဍလေးရတယ်ထိုးဖို့အတင့်တော်ဆုံးကဏ္ဍလေးတစ်ခွက်ဖြစ်လာပါတယ်ကျွန်တော်အခုဒုတိယဖိုင်မှာဒီ386ကိုထိုးခိုင်းတယ်လို့ကျွန်တော်ခုတတိယဖိုင်မှာလည်းပဲဒီ495လေးကိုပဲ495ဟိုက်တစ်ခွက်မိတ်အနေနဲ့ထားထိုးကြည့်နေပါတယ်ဒီစက်ကွက် site မူအနေနဲ့ကတော့မိတ်ဆွေတို့နှစ်သက်တဲ့အကွက်ကိုယူကစားလို့ရတယ်ဒါပေမဲ့လို့ကျွန်တော်ပြန်စစ်ကြည့်တဲ့အခါမှာ359နဲ့934ကအားနေကနန်းထဲမှာပါပါတယ်ဒါမိတ်ဆွေတို့အနေနဲ့နှစ်သက်ထိုးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အားနေကနန်းဆိုတဲ့သူ့ကိုအရန်သဘောမျိုးပဲရှိပါတယ်ဒါကြောင့်မို့လို့ဒီမှာပထမဖိုင်မှာ991ဒီနှစ်ကွက်ကို991ဒီနှစ်ကွက်ယူပေးထားပါတယ်ဒီကောင်အရန်လို့ကြည့်ထားပါတယ်ဒုတိယဖိုင်မှာဆိုလို့ရှိရင်ကျွန်တော်386ကိုကျွန်တော်အဓိကယူပေးထားပါတယ်386ယူပေးပြီးတဲ့အခါမှာနော်ဒီဘက်မှာကျွန်တော်တို့အခု495တကွက်ထပ်ရပါတယ်386ရပြီးဒါကတော့10ကွက်မှုပေါ့10ကွက် site ပေါ့ထိုးရင်လည်းရတယ်မထိုးရင်လည်းရပါတယ်ဒါပေမဲ့အဓိကအနေနဲ့386နဲ့ကျွန်တော်တို့ခုပြင်မှာပြတဲ့495ဒါလေးကိုတော့ထိုးကြည့်ခြင်းပါတယ်ထိုးကြည့်ခြင်းပါတယ်ပေါ့နော်ဒါကျွန်တော်အနေနဲ့ဒါကျွန်တော်တွေ့ခဲ့တဲ့စနစ်လေးတွေကိုကျွန်တော်ညံမီတလောက်လေးဒါကျွန်တော်ချပြရခြင်းဖြစ်ပါတယ်ဝါဒနာရဒါဒီcomment လေးတွေပေါ်မှာတက်လာတဲ့basic ကိုကြည့်ပေးပါအောင်ဆိုပြီးတော့ကျွန်တော်လည်းအဲ့ဒါသတင်းကြားတိုင်းလေးတွေနှစ်ပင်ကြားတိုင်းလေးတွေအဲ့လိုပြန်ဆန်းစစ်ကြည့်တဲ့အခါမှာဒီမူနမူကတကွက်ထဲလာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီမူလေးကိုကျွန်တော်လည်းနှစ်သက်သဘောကျတယ်နဲ့ဒီပိုင်းလေးကိုကျွန်တော်ပြင်ပေးရခြင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒါလိုအချက်လေးတွေရှိခဲ့တယ်ဆိုလို့ရှိရင် comment မှာအကြံပြုပြီးလို့ရပါတယ်ဟုတ်ကဲ့ကြည့်ရှုဖို့လို့ရှိအားလုံးပောက်ကွက်တဲ့တူနိုင်ကြပါပြီလို့ကျွန်တော်စုမုံပေါင်းတောင်းပေးလိုက်ပါတယ်ဟုတ်ကဲ့ဒီပိုင်းလေးကတော့ကျွန်တော်ဒီလောက်ပါပဲ